သူလည်းမပြောတော့သလိုကိုလည်းနာကျင်နေရရင်လွတ်လပ်စွာပြန်တန်းခွင့်ပေးလိုက်တာအကောင်းဆုံးပါကိုယ့်ရဲ့ဖြစ်တည်မှုကရိုးရှင်းပါတယ်ကိုချစ်ပေးနိုင်တဲ့လောက်ထိချစ်မယ်ကိုလှုပ်ပေးနိုင်တဲ့အထိလှုပ်ပေးမယ်ကိုတီးခံနေနိုင်တဲ့အထိတီးခံပြီးနေမယ်ဝမ်းနေတဲ့အခါငိုမယ်မြို့သိပ်ထားလို့ရရင်မြို့သိပ်ထားလိုက်မယ်ပြုံးလို့ရနေသေးတယ်ဆိုရင်ပြုံးထားမယ်နောက်ဆုံးကိုဆွဲထားလို့မမြဲတော့ဘူးဆိုရင်နောက်ဆုံးကိုတီးခံနေလို့မထူးတော့ဘူးဆိုရင်လွတ်ချလိုက်တော့မယ်အနာမထားပြီးပင်ပန်းနေရတာထက်ဆိုင်တော့အဝေးကကြည့်ရင်လွမ်းနေရတာကပိုခံစားမယ်ထင်လို့ပါပြီးရင်တိတ်တိတ်လေးပြောက်ွယ်သွားမယ်ကိုချီခွဲနေပါတယ်လို့မချင်ကြတော့ပြီးတော့ကိုနာကျင်ရတာသူ့ကြောင့်ဆိုပြီးအပြစ်ဖွဲ့မနေတော့ဘူး